ဟုတ်ကဲ့တူတွေတူမတွေအားလုံးပဲပင်ကြပါနော်ဦးလေးဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးကဘာလေးလဲဆိုတော့နော်တိုင်းသားစကားပုံမှာရှိတယ်ဦးလေးတို့ငယ်တော့တင်ရတဲ့တိုင်းသားစကားပုံမှာရှိတယ်စာပလောင်းတောင်းအကြံကောင်းဤကောင်းရာကောင်းနေရတယ်တဲ့တီတီတွတ်တွတ်အကြံချွတ်မိုးစွရေစွနေရတယ်တဲ့နော်အဲ့စကားပုံလေးဦးလေးတို့ငယ်တော့တင်ရတာနော်စာဘူးတောင်းလေးတွေကခုနလိုမိုးထဲမှာသူတို့ကအတိုက်မြုံလေးတွေနော်တွဲလောင်းလေးစောက်ပြီးနေတဲ့ခါကျတော့မိုးတွေဘလောက်ပဲရွာလေတွေဘလောက်ပဲတက်တဲ့သူ့ရဲ့အတိုက်မြုံလေးနဲ့သူကနေရတယ်တဲ့နော်တီတီတွတ်တွတ်ကြံကျွတ်မိုးစိုးရေစိုးနေရတယ်ဆိုတာတစ်တီတူးငှက်ကလေးတွေအားတဲ့နော်အတိုက်အမြုံတွေစောက်လေးမရှိဘူးမရှိဘဲနဲ့သူကတစ်ပင်ပေါ်မှာမိုးတွေဘလောက်ပဲရွာလေတွေဘလောက်ပဲတိုက်တယ်နော်မိုးရတဲ့မှာအိပ်ရတယ်တဲ့အဲ့ဒါဘာဆိုလိုတာလဲဆိုအခုဦးလေးတို့တွေတူတွေတူမတွေနော်အားလုံးဟာဗုဒ္ဓဘာသာတွေပဲဒါမင်းနဲ့ဦးလေးတို့ကခုနလိုအခုလိုချိန်ခါမှာနော်ဝေယောဘာတွေလိုက်စားပြီးတော့နော်ဖြစ်တယ်လို့နေပြီးတော့ခုနဝိပဿနာတရားလည်းအာမတော့အလူဒါနလည်းစိတ်ဝင်စားတိလလည်းစိတ်ဝင်စားပြောသလိုနေပြောသားနေကိုလူကြီးလုံနေတဲ့အတွက်နော်နောက်တစ်ချိန်မှာတေကန်နီးလာတဲ့အခါအသက်ကြီးလာတဲ့အိုမင်းရင်းရော်လဲလာတဲ့အခါကျတော့နော်ကိုယ်မှာကောင်းမှုကုသိုလ်အထုံးမရှိတဲ့အတွက်နော်ဝိပဿနာတရားတွေလည်းအာမထုတ်ထားတဲ့အတွက်အဲ့ကြတော့နော်တေမင်းနဲ့တွေ့တဲ့အခါကျတော့နော်ကိုယ်မှာဘာမှကောင်းမှုပြတ်တယ်မရှိဘူးနော်အဲ့လိုဖြစ်တာအဲ့ဒါဘာလဲဆိုတော့ခုနလိုနော်စာဘူးတောင်းလေးတွေလိုနော်တတိုက်ဆောက်ရနေတော့နော်ဘိုးရတော့လဲကောင်းအောင်အေးရတာပေါ့နော်အဲ့လိုပဲခုချိန်ကမှအကြံဉာဏ်ကောင်းတဲ့အတွက်နော်ဝိပဿနာတရားတွေအားထုတ်ရမယ်သီလတွေစောင့်သိမ်းရမယ်နော်ဒါနတွေပြုရမယ်ဆိုရင်တေကန်နီးကြတော့နော်စာဘူးတောင်းလေးတွေကောင်းအောင်မိုးရရင်ကောင်းအောင်အေးရတယ်လို့ပဲသွားမယ်ဦးလေးတို့မိမိတို့သွားမယ်လမ်းလေးဟာဖျက်မောက်တန်းတန်းနဲ့ကောင်းရဒုက္ခတွေရောက်မှာပေါ့နော်တေကန်နီးကြမှာကောင်းရဒုက္ခတွေရောက်ပါစေလို့ဆုတောင်းပေးလို့မရဘူးနော်တီတီတို့တော့ကြံချိုးမိုးစွရေစွနေရတယ်ဆိုတာနော်တိတူတူငှက်ကလေးတွေမိုးရတာမှအေးရတယ်လို့ပဲအကြံတော့ညံတော့အခုချိန်မှာဖရာတရားအလုပ်လဲစိတ်ဝင်စားပျော်ပါးနေတဲ့နေတဲ့အခါကျတော့တေကန်နီးရတော့မှနော်ယမမင်းနဲ့တွေ့တဲ့အခါကျမှနော်ယမမင်းထံအစ်ခံတဲ့အခါကျမှမိမိမှာကောင်းမှုကုသိုလ်ကပြတ်တယ်မရှိဘူးနော်အဲ့ကြောင့်နောက်သားရလိမ့်မယ်တဲ့နော်ဒါကြောင့်ဦးလေးကဒီစကားပုံလေးနဲ့နှိုင်းချင်ပြီးပြောပြတော့နော်အားလုံးကျေးဇူးတင်ပါတယ်တာတို့